မင်္ဂလာပါဒါကျွန်တော် triangle ကပ်ပြမယ်ဒါလည်းနော်ခုနကျွန်တော်ညာထားတယ်နော်ဟိုနေ့အားနဲ့ချက်အားတာချက်ကဒီ down နေသေးချာစေးပါတွင်း down နေအဲ့နာဒီကြားတဲ့ဒီကားအဟောင်းနေဖြစ်တဲ့ကျွန်တော်ကလည်းနည်းနည်းကင်းဆက်ရတာပေါ့နော်အခုလိုခေတ်ကာလမျိုးမှာတော့ဒါနည်းနည်းကားအဟောင်းစင်းနဲ့ဝင်သွားပြီပေါ့နော်ဒီကားတွေကြားတော့ကတိနာပဲချမ်းဆိုတာကျွန်တော်ကဒီ down လေးကြတော့ဝင်လာလို့ရှိရင်ဒီလိုတစ်ဆိုင်နဲ့အရာလေးနဲ့အချုံလေးတွေပေါ့နော်အဲ့ဒါလေးနဲ့တေချာထိုးတောင်းနေတေချာထိုးအဲ့ဒီတောင်းပေါ်တောင်းလေးတွေတေချာထိုးပြီးတော့မှကျွန်တော်ကပ်မှာဖြစ်ပါတယ်ဒီကြားတဲ့တေချာစီဒါလေးကျွန်တော်လည်းအဓိကအားနည်းချက်အတားချက်ကတန်ရှင်းရအရေးကြီးပါတယ်အဲတန်ရှင်းမနိုင်လို့ရှိရင်ကျွန်တော်တို့ကအားနည်းချက်တွေအများကြီးဖြစ်လာတတ်ပါတယ်ဒီမတဲတွေပါလာတော့ဒီက quality ဘယ်လောက်ပဲကောင်းကောင်းဟိုကတ်တဲ့ခါရေမပြောင်တဲ့ခါကြာလို့ရှင်တဲတွေတေချာမပြောင်ဘူးစီးတဲ့ခါကြာလို့ရှင်ဟိုတဲတွေပါတယ်အဲ့လိုထောက်သွားနိုင်ပါတယ်ဒါဆိုကျွန်တော်ဒါအရှင်းလို့တဲ့အပိုင်းလေးပြတာပါဆိုကျွန်တော်ကတ်မဲ့အပိုင်းဖြစ်ပါပြီကတ်ရင်လည်းကျွန်တော်တို့ကဒီမရှိတဲ့စတေကာဟုတ်ပြီကျွန်တော်ဒီမှာရှိတဲ့စတေကာဆိုဒီပေါ်တင်လိုက်တင်လို့ရှိရင်ဟုတ်မှာလေကျွန်တော်ဆွဲထုတ်လိုက်လို့ရှိရင်မှာအဲဒီမှာဒီခွာလိုက်နောက်ကျွန်တော်ဟိုကိုက်ဆရာမလို့တော့အဲဒီမှာနော်ဆိုဒီကျွန်တော်ကိုင်လို့ဖြစ်ရင်ဒီလိုဒီကနေပြီးတော့ကိုင်လိုက်အမေအခုဒါလေးချတာအကုန်မခွာချင်းဆိုလို့ရှိရင်ဒီဖြန်းလို့ရှိရင်ဒီပေါ်ကျွန်တော်တဲတဲ့ခါကျတော့မှာအဲဒီကြီးချင်းအဲ့နိုင်တော့မထိပါဘူးနဲ့အဲဒီလိုဆက်တယ်အဲဒီဆွဲချလိုက်ဒီကောင်ပေါ်ရင်းနဲ့ဆွဲတယ်ဒီတော့မှအောက်ကိုနည်းနည်းချင်းပြန်ဆွဲချနည်းနည်းပြန်ဆွဲချအမကြောင်းလို့ကျန်နေရလေတော့မှဖြစ်ပါတယ်ဟုတ်ပြီညနေပြီးတော့တစ်ချက်ကျွန်တော်ပြန်ကြည့်မယ်ညာဒါအကုန်လုံးစင်ကြည့်ပါတယ်ဒါကြောင့်လို့triangle လေးတွေကတ်တဲ့အပိုင်းလေးပါတော့ပြန်ကျွန်တော်ပြပေးမှာပါနော်နည်းနည်းကြံသေးတယ်အဲနည်းနည်းတော့ထိုးရမယ်ပြီးနည်းနည်းကြံတယ်ဒီပေါ့နော်ကျွန်တော်ရေတော့နည်းနည်းတော့ချောင်းပြီးတော့ခဏတော့ထားပေးပါထားပြီးတော့မှပြေးချင်းထိုးပေးပါဒါပြီးတော့ပြေးချင်းတော့ကတ်သွားမှာပါဒါပြီးတော့ကတ်သွားပြီနော်ပေါ်ရန်လေးဒါဆိုကျွန်တော်တို့ကတ်တဲ့အပိုင်းလေးပါနော်ပြီးလိုက်တယ်နော်အပြေးပြေးချင်းတော့ထုတ်ပေးပါနော်ဒါတော့ကတ်တဲ့အပိုင်းလေးဖြစ်ပါတယ်နော်လောတာရှိလို့ရှိရင်နည်းနည်းကျွန်တော်တို့ကသူ့နေရာပေါ်မူတည်ပြီးတော့ထိုးအောင်ဖြစ်ပါတယ်
အားလုံးကျွန်တော်တို့ triangle ကတဲ့အပိုင်းလေးပါနော်ပြန်ကျွန်တော်ပြန်ပြရတော့မယ်ကြောက်ကြည့်ရပါโอเคပြီးသွားပါပြီနော်အားလုံးကျေးဇူးထူးလေးရှိပါတယ်နော်ဒါကျွန်တော်အခုကတဲ့ခိုင်ခိုင်ကတ်နေတဲ့အပိုင်းလေးပါနော်ရပါပြီနော်ဟုတ်ဒါဆိုပြီးသွားပါပြီနော်ဆိုဖြစ်တဲ့ကြောင့်အဲ့ဒါကျွန်တော်ထိုင်အဲ့ဒါပိုင်းပြီးဆုံးပါပြီနော်အဲ့တော့ပြီးသွားပါပြီနော်ဒါတော့အခုထိုင်ငယ်ကတာပါဒါကျွန်တော်ရဲ့လုပ်ငန်းတော့စတစ်ကာကချင်းဖြစ်ပါတယ်နော်အားလုံးအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့စတစ်ကာကိုတန်းဆိုဖြစ်ပါတယ်